မင်္ဂလာပါဒီဗီဒီယိုလေးကတော့2026ဒုတိယနှစ်ဝက်9လပိုင်းကနေ12လပိုင်းထိကန်ဆာရာသီခွင်တွေအတွက်ကံကြမ္မာအကောင်းအဆိုးနဲ့လမ်းညွှန်ချက်ကိုဟောပြောပေးလိုက်မှာဖြစ်ပါတယ်ကန်ဆာတွေဟာဒီနှစ်ဝက်မှာ emotion ပြင်းထန်နေတတ်ပါတယ်မိမိလုံးချင်ရာကိုအတင်းဇွတ်လုံးမိနေတတ်ပါတယ်ဖြစ်ချင်တာအရန်အားကြီးနေတာကြောင့်စိတ်လောနေတတ်ပြီးအရာကိုအစကနေပြန်စနေရတတ်ပါတယ်ဒေါသထွက်တာရန်လိုတာတွေအထိပါရှိနေတတ်လို့ဒီလိုအချိန်မျိုးမှာမိမိစိတ်ကိုသတိထားပြီးတော့ဆင်ញင်သင့်ပါတယ်စိတ်ကိုလွတ်ပေးလိုက်ရင်ရှိသမျှအကုန်ကုတ်ဖြဲပြစ်ချင်တဲ့စိတ်ပါပေါက်နေတတ်ပါတယ်တခါလေကြပြန်တော့လေဘာမှမလုပ်ချင်မကိုင်ញင်လောက်အောင်လေးလံထိုင်းမိုင်းပြီးတော့နေတတ်ကြပြန်ပါတယ်အလုံးမှာအတိုက်ခိုက်တွေရန်လိုမှုတွေနဲ့ pressure တွေများနေပြီးတော့အလုတ်ပြောင်းခြင်းစိတ်များဖြစ်နေတတ်ပါတယ် pressure တွေများလို့တယောက်တည်းငိုကြွေးရတာတွေညအိတ်မပျော်တာတွေအထိတောင်ရှိနေတတ်ပါတယ်ဒါပေမဲ့မိမိစ조사မှုကြောင့်တော့၎င်းအမျိုးသမီးတဦးရဲ့ကူညီမှုကြောင့်တော့၎င်းအလုတ်အကင်အတွက်မိမိမျော်လင့်ထားတဲ့သတင်းကောင်းတွေကြားရပါလိမ့်မယ်မိမိစိတ်ကိုအလိုမလိုက်ပါနဲ့အရန်လဲတိမ်ငယ်မနေပါနဲ့ဒီအချိန်မျိုးမှာငွေကြေးလဲကြက်တဲနေတတ်ပါတယ်ဆုံးရှုံးရတာတွေအခက်ခဲအကျက်တဲတွေရှိနေတတ်ပြီးတော့ဓာတ်တွေကမိမိဘဝအတွက် challenge တွေဖြစ်နေတယ်ဆိုတဲ့အရာကိုစိတ်ထဲမှာသိထားပေးပါဒီအခက်ခဲတွေကိုစိတ်ကိုအတည်ငြိမ်ဆုံးနဲ့ control လုပ်ပြီးတော့ဖြတ်တန်းနိုင်မယ်ဆိုရင်အောင်မြင်မှုပန်းနိုင်ကိုရရှိနိုင်ပါလိမ့်မယ်ထူးထူးခြားခြားအနေနဲ့နိုင်ငံရက်ခြားနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုပြုတာတွေသတိထားပေးပါ scam ခံရတာမမျှော်လင့်မဲ့ဆုံးရှုံးရတာတွေဖြစ်နေတတ်ပါတယ်အချစ်ရေးမှာတော့မိမိအရေးအချင်းကိုမိမိ skill ကိုမိမိလုံနိုင်စွမ်းကိုသဘောကျပြီးတော့စမ်းပွင့်နေတတ်တဲ့ကာလလေးဖြစ်ပါတယ်အလွန်ကောင်းမွန်နေပါတယ်ဒီလိုကာလမျိုးမှာရတော့ချစ်သူမျိုးကလည်းမိမိအတွက်ဆွဲဆောင်မှုရှိနေတတ်ပါတယ်ချစ်သူမရှိသေးတဲ့သူများကတော့အပတ်တကုတ်စ조사တဲ့တော့ကာလမျိုးဖြစ်ပါတယ်ထိခိုက်ရှာနာဖြစ်တာရန်ဖြစ်တာတွေအထူးရှောင်ကျင်ပေးပါစေးရုံစေးကန်းရောက်တတ်ပါတယ်ဒါကတော့ကျမ်းမာရေးအပိုင်းအတွက်အသိပေးခြင်းလို့သတိထားရအောင်လမ်းညွှန်ပေးခြင်းဖြစ်ပါတယ်အစပိုင်းမှာပြောခဲ့သလိုပဲကန်ဆာတွေကဒီအချိန်ကာလမှာ emotion များနေလို့ control လုပ်ပေးဖို့လိုအပ်နေတာဖြစ်လို့နေ့စဉ် meditation လေးလုပ်ပေးမယ်ဆိုရင်မိမိအတွက်စိတ်ငြိမ်းချမ်းမှုနဲ့ကောင်းမွန်တဲ့အခွင့်အလမ်းများရရှိမယ်လို့လမ်းညွှန်ပေးလိုက်ပါရစေပညာရေးမှာလည်းစိတ်လေနေတတ်ပြီးတော့အတန်းပညာကလွယ်ကျန်တာတွေအကုန်စိတ်ဝင်စားနေတတ်ပါတယ်ဒီဒုတိယနှစ်ဝက်ကမိမိစိတ်ကိုငြိမ်းချမ်းမှုဖြင့်တိဆောက်တဲ့သောကာလအဖြစ်ပြသနေလို့ကဏ္ဍလိုက်အသီးသီးလမ်းညွှန်ရင်နှိကုံးချုပ်လိုက်ပါတယ်မိမိနဲ့တိုက်ဆိုင်မှုရှိတယ်ဆိုရင်တော့ yes လို့မှန်းခဲ့ပြီးတော့ကျွန်တော်နဲ့ personal consulting လိုချင်တယ်ဆိုရင်တော့ CP မှာလာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်